Hello မင်္ဂလာပါဒီနေ့ကျမကျန်းစာလေးနဲ့ sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဒီပေါ်ရာစာခန်းကြီးလီမာပါပေါ်ပြထားတဲ့ဆိုရင်အခန်းကြီးလေးခန်းငယ်25ကနေ30နှစ်အထိပေါ့နော်ထို့ကြောင့်မူတစကားကိုပယ်ရှား၍မှန်သောစကားကိုသာချင်းချင်းတယောက်နဲ့တယောက်ပြောကြလော့အကြောင်းမူကားကတို့သည်အချင်းချင်းအင်္ဂါချင်းဖြစ်ကြ၏အမျက်ထွက်ရာတွင်အပြစ်မရှိစေနှင့်အမျက်မပြောဘဲနေမဝေစေနှင့်မာရဏကိုခွင့်မပေးကြနှင့်ခုတက်သောသူ၏နောက်တစ်ခါမခိုးဘဲဆင်းရဲသောသူအားပေးကမ်းဝေငှရန်ရှိစေခြင်းများမိမိလက်နှင့်ကောင်းသောအလုပ်ကိုလှုပ်ဆောင်အားထုတ်စေတဲ့မိညူသောစကားတစ်ခုမှတင်တို့အနှုတ်ထဲကမထွက်စေနှင့်ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းများတိဆောက်ရာဖို့ကောင်းသောစကားကိုသာသုံးဆောင်ကြလော့ရွေးနှုတ်ခြင်းနှင့်နေ့ရက်တိုင်အောင်တင်တို့ကိုတစေခတ်တော်မူသောဘုရားသခင်၏သက်ရှင်သောဝိညာဉ်တော်ကိုစိတ်မနာစေကြနှင့်ခတ်သိမ်းသောစိတ်တူခြင်းစိတ်ဆိုးခြင်းအမျက်ထွက်ခြင်းအော်ဟစ်ငေါငေါခြင်းသူ့အတရေပြောင်းပြောဆိုခြင်းတို့ကို၎င်းခတ်သိမ်းသောမနာလိုခြင်းကို၎င်းတင်တို့မှပယ်ရှားကြလော့အချင်းချင်းကျေးဇူးပြု၍သနားဆောင်ခြင်းဘုရားသခင်သည်ခရစ်တော်ကြောင့်တင်တို့၏အပြစ်ကိုလွတ်တော်မူတကယ်သို့အချင်းချင်းအပြစ်ကိုလွတ်စေခြင်းရှိကြလော့အဲ့ဒါဘာကိုပြောချင်တာလဲဆိုတော့ကျမတို့ကလေတခါတည်းကျမကိုယ်တိုင်လည်းတက်တည်ခင်ပြောမယ်ဆိုစိတ်တွေအရန်ဖြစ်စည်းပြီးတော့လေလူကတခါတည်းအေးပြရရှိတယ်စိတ်ကပြီးတော့အပူတော့ကရများတဲ့အချိန်မှာတခါတည်းကိုယ်ပစားတွေကိုထွက်ချင်တာထွက်တာပေါ့နော်ဒီတော့ကျမတို့ခရင်ပြည်သူကဖျားကိုချစ်တယ်ဖျားကိုအပြည့်အဝယုံကြည်တယ်ဆိုရင်တော့တမန်ကျမ်းစာမှာကကိုကကောင်းတဲ့နှုတ်ကိုပဲကိုကထွက်ဆိုရမယ်လို့တမန်ကျမ်းစာမှာဖော်ပြထားတယ်ပေါ့နော်နောက်တစ်ခုကျတော့လူတွေကိုတိဆောက်စရာဖြစ်တဲ့စကားကိုလည်းပြောရမယ်ဆိုတော့တမန်ကျမ်းစာကရေးထားတယ်ပေါ့ကိုကိုလည်းတကယ်ကြတော့လူသားတွေဖြစ်တဲ့အတွက်ကြောင့်မဖြစ်စုံဘူးပေါ့နော်အဲ့ဒီတချို့ပေါ်မှာမားခဲ့တာကြီးပြောဆိုမားတာရှိတယ်ပေါ့နော်ဒါပေမဲ့ဖေရကကျမတို့အနေနဲ့ပြုလုပ်ပါတယ်ဒါကိုဒီဖျားရဲ့နှုတ်ကပတ်တော်နဲ့ဒီမှာကျမ်းစာမှာဖော်ပြထားတဲ့အတန်ကိုလိုက်နာနိုင်တော့တဲ့ဖျားပြောတာပေါ့နော်အဲ့တော့ကျမတို့ပြီးတော့နောက်တစ်ခုကကိုယ်စိတ်ကိုရှင်းထားမှာကျမတို့လူသားတွေဖြစ်တဲ့အတွက်ကြောင့်တချို့တော်တော်များပေါ့နော်ဒီ online နဲ့ social နဲ့လူတွေအသုံးပြုရများလာတဲ့အခါမှာကိစ္စတစ်ခုဆိုရင်တိုက်ခိုက်ချင်းကိုတိုက်ခိုက်ကြရတယ်ပြောဆိုကြတယ်အခုဆိုရင် ARO မှာနဲ့ပတ်သက်တဲ့သူရဲ့တည်ဆုံးသွားခြင်းနဲ့အကြောင်းရင်းတွေဆိုရင်လူတွေအချင်းချင်းသူ့အများအားလူတွေကပဲတချို့ကတော့ပူဇော်ပတ်ဆက်မဟုတ်တာမှတမန်ကျွန်တော်တို့ခက်ယုံကြည်သူနဲ့တမန်ကျမ်းစာနဲ့ဆိုရင်မညီဘူးပေါ့တရားသဘောနဲ့လည်းမညီဘူးကွာဒုတိယကတည်ဆုံးသွားပြီဒါဝင်နမူနာယူခြင်းနဲ့သင်ခန်းစာယူရမှာပေါ့နော်ဒါပေမဲ့တချို့ကြတော့ချိုးနေတဲ့စကားမျိုးတွေကိုပြောဆိုကြတယ်ကျွန်မပြောပြမယ်နော်ကိုယ့်ရဲ့နှုတ်ကိုထွက်သောစကားကတကယ်နော်ဘုရားဘာသာမှာလည်းတချို့တွေပြောနေကြတယ်ကိုနှုတ်ကိုကောင်းတာထွက်ရမယ်ဆိုတာကဒီအခုတော့ကျွန်မသဘောပေါက်လာတယ်ကျွန်မရဲ့ကျမ်းစာကိုလေ့လာရင်းနဲ့ကျွန်တော်တို့တမန်ကျမ်းစာမှာလည်းဒီလိုမျိုးဖော်ပြထားတယ်လူမျိုးတိဆောက်ရတဲ့စကားပဲပြောရမယ်ပေါ့နော်ကိုယ်နိုင်လည်းကောင်းတဲ့ကောင်ပဲကျင့်သုံးရမယ်ပြီးတော့မရှိတဲ့ခိုးကိုလည်းခိုးဥမာအဖြစ်ခိုးတယောက်ကခိုးရင်တော့မှကွာငြိမ်းပန်းတဲ့ဆက်ချင်းမပြုဘဲနဲ့နောက်ထပ်မခိုးအောင်သူကဆင်းရဲနေတာကိုအကြောင်းပြချက်တွေလည်းရှိနေပါတော့ဒါကိုကျွန်တော်တို့တမန်ကျမ်းစာမှာကပေးကမ်းရမယ်ဆိုပေးကမ်းဝေငှရမယ်ဆိုတာတမန်ကျမ်းစာမှာရေးထားပါတော့ဒါကိုကျွန်တော်တို့အသက်တာမှာဆင်ခြင်ရမယ့်အရာတွေဖြစ်တယ်ကျွန်မတီးလို့တက်လို့မဟုတ်ဘူးတော့ကျွန်မကျမ်းစာကိုလေ့လာရင်းနဲ့ sharing ပြတာဖြစ်ပါတယ်ပေါ့နော်အခုကျွန်မစိတ်မကောင်းတဲ့ခါတလေကြတော့ဒီ
ဒီအေယာဝီမှာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကြည့်မယ်ဆိုရင်လည်းသူကလည်းလူပဲလေလူဆိုတော့ခံစားချက်ရှိတယ်လေသူခံစားချက်အတိုင်းလည်းသူလို့တာလည်းဖြစ်နိုင်မယ်သူချစ်တဲ့လူကတချို့ကပြောကြတာကတော့ online ပေါ်မှာတချို့ကြတော့ပြောကြတာကတော့အပြင်မှာလည်းတွေ့နေကြတယ်ဆိုတော့ဒီမှာပြောကြမယ်သူယုံကြည်မှုလွန်ကဲသွားလို့ဖြစ်သွားတဲ့အရာပေါ့နော်ဒါကိုအပြစ်တည်ပဲနဲ့မပြောဆိုပဲနဲ့တည်တဲ့သူကတည်သွားပြီသူဘဝအကောင်းမှုရအောင်လည်းဆူတောင်းပေးခြင်းနဲ့သူ့တော့တတိယချင်းဖြစ်လောက်တာအကောင်းဆုံးပဲပေါ့နော်ပြီးတော့လည်းကျွန်မစိတ်မကောင်းဘူးပေါ့နော်ဒါကိုဘာလဲဆိုတော့ new feed မှာ TikTok မှာလည်းဒါတွေပဲတက်လာအခုချိန်ကြီးပေါ့နော်တချို့ဆိုရင်မကောင်းပြောတာတွေကတားကြည့်ရဆိုးတယ်ပေါ့နော်ဒါကိုကျွန်တော်တို့ဆင်ချရမယ့်အရာဖြစ်ပါတယ်လို့နော်ကိုယ့်ရဲ့နှုတ်ကတဲ့ကျွန်မထပ်ပြီးတော့ share ပြောချင်တာကိုယ့်ရဲ့နှုတ်ကထွက်ဆိုတဲ့စကားလူတွေရဲ့တိဆောက်စရာဖြစ်အောင်နဲ့ဒါဖြစ်စီရတယ်ဖြစ်လူတွေအတွက်ပေါ့နော်လူတိဆောက်စရာဆိုတာကိုယ့်ရဲ့နှုတ်ထွက်တဲ့စကားကအတိတ်ပဲကကိုပြောလိုက်တဲ့စကားကလူတွေအတွက်အကျိုးပြုတဲ့အရာတွေဖြစ်ရမယ်ပေါ့နော်အဲ့လိုအားလုံးပဲဖြတ်ပြီးကောက်ကြည့်ပေးပါစေ